freelance English teacher တယောက်ရဲ့မနက်ခွန်ခွဲကနေည7:00အထိ teaching journey လေးပါ teacher ရဲ့ regular teaching time ကတော့မနက်ခွန်ခွဲကနေစပါတယ်ပုံမှန်မနက်9:00နာရီခွဲကနေ9:00နာရီထိတည်ပြီးသွားရင်တော့ breakfast စားပါတယ်အဲ့ဒီနောက်မှာတော့အိမ်ဝိုင်းတွေကိုသတ်တင်ရပါတယ်ဒီချိုကတော့ဆိုင်ကမစီးတဲ့သူမလို့စက်ပိန်နေပဲသွားပါတယ်အပြင်ဝိုင်းကအခု9ခွဲကနေ7:00ထိတစ်ချိန်နောက်တစ်ခါ7:00နာရီကနေ12:00နာရီခွဲထိတစ်ချိန်ပေါ့နော်နေ့လယ်2ချိန်စာသွားပြီးတော့တင်ရမှာပါပထမဝိုင်းမှာတော့ super mind ကိုတုံးပါတယ်ဒီကလေးတွေကဒါ grade 7တက်မဲ့ကလေးတွေဖြစ်ပြီးတော့ mover level လောက်ရှိပါတယ်ခုနောက်တဲ့အိမ်ကိုထွက်သွားနေပါပြီနောက်တဲ့အိမ်မှာလည်းပြပြရွှင်ရွှင်စာသင်ခဲ့ပါတယ်အိမ်ပြရောက်ရင်တော့ lunch စားပါတယ်နောက် online class တစ်ခုအတွက် ready ဖြစ်နေပါပြီနောက် online class ကတော့နေ့လယ်1ကနေ2 2ကနေ3 3ကနေ4 3ချိန်စတိုက်တင်ရပါတယ်မိမပြတ်ရင်တော့ပန်းကောက်ဖွင့်လို့ရပါမယ်မိပြတ်လို့ရှိရင်တော့ရအောင်တစ်ခါပါတစ်ခါတလေအချို့ resources တွေကိုနောက်ထပ် device တစ်ခုနဲ့ကြည့်ရတာမျိုးလည်းရှိတတ်ပါတယ်ညနေ4 5ခဏနာပြီး9နာရီပြန်တင်တဲ့အချိန်မှာတော့မိပြတ်သွားပါပြီရှင်ဒီကလေးကတော့ YL ကလေးလေးပါသူကတော့ starter level data ဖြစ်ပါတယ်9 6တင်ပြီး himo ချိုးနာပြီးပြီဆိုတာနဲ့6နာရီခွဲကနေပြီးတော့မှ9နာရီခွဲ9နာရီခွဲကနေ10နာရီခွဲနဲ့10ခွဲ9ခွဲတစ်ချိန်ဆက်ပြီးတင်ရပါတယ်ဒါက ယူပတ်တနာရီချိုးပြီးပါပြီကိုခွဲပြီးသွားရင်နောက်မှာကိုခွဲကနေပြီးတော့17နာရီအထိကတစ်ခါတလေမှာ SAT ကလေးတွေကိုတင်ရပြီးတော့တစ်ခါတလေမှာ full scale ကလေးတွေကိုတင်ရတာလည်းရှိပါတယ်17နာရီစတင်ပြီးသွားပြီဆိုလို့ရှိရင်တော့တနေ့ဒါမှဘောနော်အင်စာစစ်ပေးစရာရှိတာတွေစစ်တယ် test တွေပါတွေစစ်ပေးစရာရှိတဲ့ကလေးတွေကိုပြန်ပြီးတော့မှစစ်ပေးထားပါတယ်တစ်ခါတလေကြောက်လည်းမစစ်ဖက်နဲ့အချင်းအိပ်ပြောသွားတာပေါ့နော်ပြင်ပပြီးတော့အချို့ရက်တွေမှာတော့လိုအပ်တဲ့ resources တွေကိုပြန်ကြည့်တာမျိုးလည်းရှိပါတယ်မောတာပေါ့ဒါပေမဲ့မမောပါဘူးကတော့ freelance English teacher တယောက်ရဲ့ daily life ဖြစ်ပါတယ်